ရှုနေပါတယ်အနီးနားမှာတော့ကလပ်ရဲ့မန်နေဂျာဖြစ်သူလန်နဲ့သူမရဲ့မောင်လေးဘာတို့ရှိနေကြပြီးသူတို့ကတော့ဒေါက်တာချမ်းရဲ့သားသမီးတွေဖြစ်ကြပါတယ်ရှုနန်ကရုပ်ချောတက်မှာပြီးကိုယုံကြည်မှုအပြည့်ရှိသူဖြစ်ဒါကြောင့်လန်ပါဝင်လူအများရဲ့အားကြခြင်းကိုခံရသူပါထုံများမှာပဲလန်ကရှုနန်ရဲ့စွမ်းဆောင်ရည်တွေကိုပြန်လည်သုံးသပ်ပြီးအားသာချက်အားနည်းချက်တွေကိုမှတ်တမ်းတင်နေချိန်မှာမောင်ဖြစ်သူဘာကတော့မုံတွေကိုအဆက်မပြတ်စားတောက်နေပါတယ်လန်ကမုံတွေအဲ့လောက်အများကြီးမစားနဲ့လို့လှမ်းဆူလိုက်ပါတယ်မကြခင်မှာပဲတရုတ်နိုင်ငံကအိတ်ချင်းကျောင်းသားတစ်လေးရောက်လာပြီးသူတို့နဲ့တအိမ်နဲ့အတူတူနေထိုင်ရတော့မယ်ဆိုတာကိုမောင်နှမနှစ်ယောက်စလုံးသိထားကြပါတယ်အဲ့ဒီအချိန်မှာပဲလန်စီကိုသူမရဲ့ဖခင်ဒေါက်တာချမ်းစီကနေဗီဒီယိုကောဝင်လာပါတယ်ဖခင်ဖြစ်သူကအဖေလုပ်တွေရှုံနေလို့အိမ်ပြန်မလာနိုင်သေးဘူးမင်းတို့မောင်နှမနှစ်ယောက်ပဲအဆင်ပြေအောင်ဂရုစိုက်နေကြတော့လို့ပြောတဲ့အခါလန်ကစိတ်ပြက်လက်ပြက်နဲ့မေဆုံးပါသွားကြတဲ့ကသမီးတို့အနားမှာရှိနေပေးမယ်လို့အဖေကတိပေးခဲ့တာလေဒါပေမဲ့အမြဲတမ်းအဝေးမှာပဲသမီးတို့နေတိုင်းအသင့်စားမုံတွေပဲစားနေရတဲ့အိယာထားလဲနောက်ကြတယ်အခုလဲတခြားကလေးတယောက်ကိုပါလာထားဦးမလို့လားလို့ပြန်ပြောပါတယ်ဒေါက်တာချမ်းကတက်ပြင်းချရင်အဖေသူတည်တနာအလုပ်တွေပြီးတာနဲ့ချက်ချင်းပြန်လာခဲ့ပါမယ်ပြီးတော့သမီးတို့အတွက်အထူးလက်ဆောင်တစ်ခုလည်းပို့ထားတယ်ရကြပြီလားလို့မေးပါတယ်မောင်ဖြစ်သူဘာကတော့မျက်မှောင်ကိုရင်အဖေလက်ဆောင်တွေကအမြဲတမ်းအသုံးမဝင်တာတွေကြီးပဲသမီးတို့မလို့